ပဲဒီဇင်ရာသီအတွက်ဒုက္ခမှာစိုက်ပျိုးရေးစေကုမ္ပဏီကနေပြီးတော့ကျမပြုလုပ်တဲ့တောင်သူပညာပေးဆွေးနွေးပွဲအစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါရှင်ဒီနေ့မှာတော့ဆီယမဒေါက်တာတတာနေပြီးတော့ပါဝင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်မင်္ဂလာပါရှင်မင်္ဂလာပါဟုတ်ကဲ့အခုချိန်မှာပေါ့နော်မပဲဒီဇင်ရာသီမှာရင်ဖြူကြောက်မှုနဲ့ပတ်သက်လို့တတိပြုစရာစောင်းရရှောင်းရလေးနဲ့ကာကွယ်နေရမယ့်ပုံစံလေးတွေလည်းပြောပြပေးပါအောင်ရှင်ရင်ဖြူကတော့ဒီမပဲဒီဇင်မှာတိနိုင်ရာသီတစ်လျှောက်လုံးသူကကြားနိုင်တယ်ကြားနိုင်မယ်ဆိုပေမဲ့သူကရာသီဥတုပေါ်လွှမ်းမိုးတဲ့ဖြတ်ဖို့မျိုးစားပေါ့နော်ဒီအပူချိန်မြင့်ပြီးတော့အောက်မှာအဆိုဓာတ်တွေမကုန်သေးတဲ့ဆိုထိုင်းစာများတဲ့အခြေအနေပေါ့ဒီလိုမျိုးအခြေအနေမှာဆိုတော့ဒါရင်ဖြူကြရမှုကိုတွေ့ရတတ်ပါတယ်နောက်ထပ်တစ်မျိုးအနေနဲ့ကကြတော့ဒီရင်ဖြူပြီးတော့ကြတော့ထရစ်ပိုးဆိုတာရှိသေးတယ်ထရစ်ပိုးကတော့အပူချိန်မြင့်ပြီးတော့ဆိုထိုင်းစာအောက်မှာအဆိုဓာတ်ရောတဲ့အခါမှာကြတာပေါ့ဒီပိုးနှမျိုးကဒီပဲရာသီမှာအတွက်အရေးကြီးတဲ့စုပ်စားပိုးနှမျိုးဒါပေမဲ့သူတို့နှစ်ခုကအဆိုဓာတ်နည်းတာနဲ့များတာနဲ့ကွာခြားမှုရှိတယ်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ဒါဆိုရင်ကျမတို့စီကပဲခူးရန်ကုန် AR လို့ပေါ့နော်နိုဝင်ဘာလမှာပဲစိုက်တဲ့တောင်သူတွေကတော့နှစ်စဉ်ကျုံမှာပဲเนาะဆီယမနှစ်စဉ်နှိပါကျုံရတယ်ဒါပေမဲ့စောစောပြောခဲ့တဲ့ပိုးနှမျိုးပေါ့ရင်ဖြူနဲ့တရစ်ပိုးကကြတော့ဒီနှစ်သူဆိုရင်နောက်နှစ်ဒီနှစ်သူများတဲ့နှစ်မှာသူတိတ်မကြတတ်ဘူးသူကြတဲ့နှစ်မှာတိတ်မကြတတ်ဘူးပေါ့အပြန်အလှန်ပေါ့နော်အရေးကြီးတဲ့တစ်ချက်ကကြတော့ဗာလဲဆိုတော့အဆိုတက်နည်းနေလို့တရစ်ပိုးကြတယ်ဒါပေမဲ့လေအဲ့အချိန်မှာအဆိုတက်နည်းလို့ဆိုပြီးရေသွင်းလိုက်တယ်အဲ့ဆိုအပေါ်ကပူနေပြီအောက်ကအဆိုတက်တက်လာတဲ့ခါမှာကျတော့ရင်ဖြူပါကြလာတာအဲ့လိုမျိုးဟိုပေါ့တစုံလုံးကြတဲ့ပေါ့ပြိုင်ဖြူကြတဲ့နှစ်တွေလည်းရှိတတ်တယ်ဟုတ်ကဲ့ရှင်သူ့ရဲ့ဖြည့်ဆည်းပုံလေးရောဆီယမအသေးစိတ်ပြပြပေးပါအောင်နော်ရင်ဖြူရဲ့ဖြည့်ဆည်းပုံပေါ့တကယ်တော့ရင်ဖြူရဲ့စားတောက်ဖြည့်ဆည်းမှုကအများများတာမဟုတ်ဘူးအကောင်တိတိလေးကိုဆိုးတဲ့အချက်ကသူက virus ပိုးကိုသယ်ဆောင်ပေးတာဒါရင်ဖြူကြလာပြီရင်ဖြူကြပြီးတော့ဆေးနဲ့နှိမ်နှင်းလိုက်တယ်နောက်ထပ်10ရက်လောက်ကြာမှကျတော့ virus ပိုးပဲကင်းတကင်းလုံးဝါသွားတာအဲ့လိုမျိုးဖြစ်တဲ့ခါမှာကျတော့နှိမ်နှင်းဖို့နောက်ကျသွားပြီပေါ့ဒါအဓိကရင်ဖြူဖြည့်ဆည်းမှုလက္ခဏာဒီအဝါရောင်မူစိတ် virus ကိုဖြစ်စေတဲ့လက္ခဏာဖြစ်ပါတယ်ရှင်ဘယ်လိုအခြေအနေမျိုးတွေမှာကာကွယ်ဖို့ခက်တာလဲဆရာမကာကွယ်ဖို့ခက်တယ်ဆိုတာကျတော့ရင်ဖြူဒီအဝါရောင်ပေါ့ဒီအဝါရောင်မူစိတ်လက္ခဏာပြသွားပြီဆိုရင်တော့ကာကွယ်နှိမ်နှင်းမှုခက်တာပေါ့လေတိုးတော်လည်းပဲဒီရင်ဖြူရဲ့ရာသီဥတုပေါ့အဓိကကကြတော့ရာသီဥတုကိုတခြားပိုးတွေနဲ့မတူဘူးသူကရာသီဥတုကိုဂရုစိုက်ပြီးတော့ကြည့်ရမှာပေါ့အပူချိန်မြင့်နေတို့တွေပဲခင်းကိုရေသွင်းမိပြီးဆိုထိုင်းစာတက်လာပြီပေါ့အဆိုတက်လာပြီအပေါ်ကပူတယ်အောက်ကဆိုထိုင်းစာတက်လာပေါ့ဒီလိုချိန်မျိုးမှာဆိုတော့ကြိုတင်ကာကွယ်မှုလိုတာဒီထက်နောက်ကျရင်အခြေအနေဆိုးသွားတတ်တယ်ဟုတ်ကဲ့ပါရှင်ဒါဆိုလို့ရှိရင်ရင်ဖြူအတွက်ဆိုလို့ရှိရင်တော့အစောပိုင်းကာလမှာဆေးအသုံးပြုတာတော့ပို့ပြီးတော့ထိရောက်နိုင်တာပေါ့နော်ဆရာမဟုတ်ဘယ်လိုလေးနေနေရမယ်ဘယ်လိုဆေးလေးသုံးရမလဲဆိုတာကိုလည်းအသေးစိတ်ပြောပြပေးပါအောင်ရှင်ဘယ်လိုနေနေရမလဲဆိုရင်ဖြူအတွက်ဆိုရင်တော့အမတို့ကဒီအဆိုတက်ကိုဒီအတင်ပေါ့အထိုက်အလျောက်အတင်အရန်ကြီးလည်းမချောက်အောင်အရန်ကြီးလည်းမဆူအောင်ဒါလည်းလုပ်ပေးဖို့လိုတယ်အရေးကြီးတဲ့ချက်ကပေါင်းရှင်းရမှာဟုတ်ကဲ့ပဲကင်းထဲမှာပေါင်းတေချာပေါင်းရှင်းနေဖို့လိုတာဒါကအရေးကြီးတဲ့အချက်နောက်မှဒါအမတို့ဓာတုဆေးနဲ့တွားပြီးတော့ပေါ့နော်ဒီပိုးသက်ဆေးနဲ့တွားပြီးတုံးတာပေါ့အဓိကတစ်ချက်ကအဆိုတက်ထိန်းရမယ်ပေါင်းရှင်းရမယ်ပြီးရင်ဒါဒီရာသီဥတုမျိုးဖြစ်လာပြီဆိုရင်ဒုက္ခပရိုလူဖန်ပေါ့သူ့ကိုတစ်ချိန်တုံးထားတယ်လေဒုက္ခမဟာရဲ့ပရိုလူဖန်တစ်ချိန်တုံးထားတယ်လေပြီးတော့မှဒါကွင်းထဲကိုစိုက်ကင်းထဲကိုဝင်ကြည့်ပြီးတော့ရင်ဖြူပေါ့တစ်ကောင်စားနှစ်ကောင်စားပေါ့နော်ကိုကဒီတောင်သူကတွေးမယ်ဒီညီမတို့ကုမ္ပဏီအဖွဲ့ကလည်းကွင်းစင်းတဲ့အခါတွေးမယ်ဆိုတော့ဒီမှာဒုက္ခဖိုက်တာဒါပိုင်မီထရိုဇင်းနဲ့ဒိုင်နိုဒီဖြူရန်အတွဲလေးဒါရင်ဖြူအတွက်အင်မတန်ကိုထိရောက်မှုအကောင်းတဲ့ဆေးလေးဖြစ်ပါတယ်ဒီဒုက္ခဖိုက်တာကိုနှစ်ကြိမ်ထိပဲရသည့်တစ်ချိန်မှာနှစ်ကြိမ်ထိသုံးလို့ရတယ်ပေါ့ဒါဆိုရင်ရင်ဖြူအတွက်ဒါကာကွယ်နေမှုအဆင်ပြေဆုံးအခြေအနေလေးဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဆင်မမှတ်သားထားပါမယ်ဒါဆိုလို့ရှိရင်ရင်ဖြူအတွက်ကလုံးဝစိတ်ချပြီပေါ့နော်စိတ်ချပြီရင်ဖြူကိုဒီဓာတုဆေးတစ်ခုတည်းနဲ့နှိမ်နှင်းတာမဟုတ်ဘဲနဲ့အရေးကြီးတဲ့အချက်ကတော့ပေါင်းရှင်းတာနဲ့အစိုးတိုင်းညှိတာနဲ့ပေါ့ဒါကိုတော့တိတိကျကျမဖြစ်မနေလုပ်ပေးဖို့လိုတယ်အစိတ်တော့ကိုမများလုံးမနည်းလုံးတဲ့အခြေအနေလုပ်ပေးဖို့ပေါ့ဒါအရေးကြီးတဲ့အချက်ဖြစ်ပါတယ်ဟုတ်ကဲ့ဟုတ်တေချာလေးလိုက်နာမယ်အချက်တွေပဲเนาะအကျိုးကြီးလည်းအရင်ရှိပါတယ်ဆင်မအခုလိုမျိုးဆွေးနွေးပေးတာကိုလိုက်နာမယ်ဆိုရင်တော့ကျမတို့ရင်ဖြူတက်တော့စိုးရင်စရာမရှိတော့ဘူးပေါ့เนาะဒုက္ခမဟာရဲ့ပရိုလူဖန်နဲ့ဒုက္ခဖိုက်တာဆေးလည်းအစင်းသင်းရှိရပဲလေဆေးအသုံးပြုချိန်မှာတတိထားအမာလေးတွေကိုလည်းတောင်သူတွေကသိတင်တာမဟုတ်လို့အခုလိုမျိုးဆွေးနွေးတက်မြင်ပေးရကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးပါညီမလေး